Coraline ဆိုတဲ့ animation ကားကိုကြည့်ဘူးကြမှာပါခလေးကားလို့ထင်ရပေမဲ့တကယ်တော့ဒီကားထဲမှာတော်တော်လေးရက်ဆက်ဆုံးနဲ့ဓာတ်ဖြစ်တဲ့ချက်တွေအများကြီးရှိပါတယ်ဒီနေ့မှာတော့ Coraline နဲ့ကအမောင်ဆုံးချက်တွေကိုပြောပြသွားမှာပါနံပါတ်1အရင်ကအသက်ခံခဲ့ရတဲ့ခလေး3ယောက်ပထမဆုံးချက်ကတော့ Coraline မတိုင်ခင်ကအသက်ခံခဲ့ရတဲ့ခလေး3ယောက်ရဲ့အဖြစ်အပျက်ပါသူတို့တွေဟာအာသာမသာရဲ့အပြောကိုယုံမိလို့မျက်လုံးတွေကိုအနှံခဲ့ရပြီးဝိညာဉ်တွေကတော့မှောင်မဲနေတဲ့အခန်းလေးထဲမှာနှစ်ပေါင်းများစွာပိတ်မိနေခဲ့ရပါသူတို့ရဲ့ခန္ဓာကိုယ်တွေဘယ်ရောက်ကုန်လဲဆိုတာကတော့တွေးကြည့်ရင်တော်တော်လေးဆက်ဆုပ်ဖို့ကောင်းပါတယ်နံပါတ်2အယုတ်ကလေးတွေရဲ့လှုပ်ဝက်ချက်ဒုတိယတစ်ချက်ကတော့အယုတ်ပါပဲအာသာမသာကကလေးတွေကိုဖမ်းဖို့အတွက်သူတို့နဲ့ချွတ်ဆွတ်တူတဲ့အယုတ်တွေကိုအပြင်လောကထဲလှုပ်ပြီးအဲ့ဒီကလေးတွေရဲ့ဘဝကိုချောင်းကြည့်ခဲ့တာပါကလေးတွေဘာကိုလိုချင်လဲဘာကိုမချင်တဲ့ဖြစ်နေတဲ့ဆိုတာကိုသိအောင်လုပ်ပြီးမှသူတို့စိတ်ကူးရင်တဲ့ကဘာလေးကိုဖန်တီးပေးပြီးထောင်ချောက်ဆင်ခဲ့တာဖြစ်ပါတယ်နံပါတ်3မျက်လုံးနေရာမှာကျဲသီးတက်ခြင်းတတိယအချက်ကတော့ကြောက်စရာအကောင်းဆုံးကျဲသီးမျက်လုံးတွေပါအာသာမသာကCoralineကိုမျက်လုံးမှာကျဲသီးတက်ဖို့ပြောတဲ့အခါဒါဟာရိုးရိုးလေးမဟုတ်ပါဘူးမျက်လုံးဆိုတာလူတစ်ယောက်ရဲ့ဝိညာဉ်တည်ရှိရနေရပါမျက်လုံးကိုကျဲသီးနဲ့စားထိုးလိုက်တာဟာအဲ့ဒီကလေးရဲ့ဝိညာဉ်ကိုသူမစီမှာထာဝရပိတ်လောင်ပြီးစားတော့ဖို့အတွက်ပဲဖြစ်ပါတယ်နံပါတ်4အတူရောင်ကဘာရဲ့ကြောက်စရာအမှန်တရား၄ချက်မြောက်ချက်ကတော့ဒီကဘာကြီးရဲ့အမှန်တရားပါCoralineစားခဲ့တဲ့အရာသာရှိတဲ့စားတော့ဖွယ်ရပဲလှပတဲ့ပန်းကြံတွေဟာတကယ်တော့အာသာမသာဖန်တီးရတဲ့လှည့်စားမှုတွေပဲဖြစ်ပါတယ်ကဘာကြီးပျက်စီးသွားတဲ့အချိန်မှာအရာအလုံးဟာအင်းဆက်ပိုးကောင်တွေယွန်စရာကောင်းတဲ့အရာတွေဖြစ်ကုန်တာကိုမြင်ရမှာပါနံပါတ်5 YB ရဲ့အတန်ပျောက်ဆုံးခြင်း၅ချက်မြောက်ချက်ကတော့အာသာ YB ပါအာသာမသာက YB ကိုဖန်တီးတဲ့အခါသူ့ရဲ့ပါးစပ်ကိုပြုံးနေတဲ့ပုံစံအတိုင်းချုပ်ပစ်ခဲ့ပါတယ်အကြောင်းရင်းကတော့သူမဟာစကားအများကြီးပြောပြီးညှင်းခုန်တတ်တဲ့ကလေးတွေကိုမနှစ်သက်လို့ပါပဲမိမိစိတ်ကြိုက်ဖြစ်အောင်ကလေးတယောက်ရဲ့နှက်ခမ်းကိုချုပ်ပစ်လိုက်တာဟာသူမဘယ်လောက်ထိရက်ဆက်တယ်လဲဆိုတာကိုပြနေတာပါနံပါတ်6 Snow Globe တွေကမိဘအရင်တွေ6ချက်မြောက်ကတော့မိဘအရင်တွေရဲ့အခြေအနေပါအာသာမသာကCoralineရဲ့မိဘတွေကိုဖမ်းဆီးပြီး Snow Globe လေးထဲမှာပိတ်လောင်ထားခဲ့ပါတယ်သူတို့ဟာအဲ့ဒီဖန်လုံးလေးထဲမှာအိတ်ခဲနေပြီးအပြင်လောကကိုမမြင်ရပဲCoralineကိုပဲအကူအညီတောင်းနေရတာပါကလေးတယောက်အတွက်တော့မိဘတွေကအဲ့ဒီလိုအခြေအနေမျိုးရောက်နေတာကိုမြင်ရတာထက်ပိုဆိုးတဲ့ရက်စက်မှုမျိုးမရှိတော့ပါဘူးနံပါတ်9အစားအစာတွေရဲ့လှုပ်ဝက်ချက်9ချက်မြောက်ကတော့အစားအစာတွေပါအာသာမသာကCoralineကိုအစားအသောက်တွေနဲ့ပဲမြှုပ်သွဲပါတယ်တတိထားကြည့်ရင်အာသာမသာကိုယ်တိုင်ကဘာမှမစားပဲCoralineစားတာကိုပဲထိုင်ကြည့်နေတာပါဒါဟာCoralineကိုသူမရဲ့အတူရောင်ကဘာမှာဆွဲလန်းသွားအောင်ပြုလုပ်နေတာဖြစ်ပြီးအဲ့ဒီအစားအစာတွေထဲမှာCoralineရဲ့စိတ်ကိုထိန်းချုပ်မဲ့အရာတွေပါဝင်နေလားဆိုတာကတော့မေးခွန်းထုတ်စရာပါနံပါတ်10အာသာဖာသာရဲ့ဝမ်းနည်းစရာကံကြမ္မာလူတော်များများတတိမထားမိတဲ့အချက်ကအာသာဖာသာရဲ့အဖြစ်ပါသူဟာအာသာမသာရဲ့စိတ်ကြိုက်ဖန်တီးထားတဲ့ရုပ်သေးရုပ်ဖြစ်ပြီးCoralineကိုအနေနဲ့ပြုဖို့စိတ်ခိုင်းခံရတာပါငါမင်းကိုမနာကျင်စေဘူးလို့သူပြောနေရင်းနဲ့ပဲအာသာမသာရဲ့ထိန်းချုပ်မှုကြောင့်Coralineကိုတိုက်ခိုက်နေရတဲ့အခန်းဟာတကယ်ကိုစိတ်မကောင်းစရာရက်ဆက်လွန်တဲ့အခန်းပဲဖြစ်ပါတယ်Coralineကြောင့်ပြောမယ်ဆိုရင်တော့ဒီစကားတွေကအကြောင်းကိုလည်းခြံထားခဲ့လို့မရပါဘူးကဲဒါဆိုရင်တော့ဆက်လိုက်ရအောင်ပထမအချက်ကတော့ဒီကြောင်ဟာအာသာမသာရဲ့အတူရောင်ကဘာထဲမှာသူမရဲ့လှည့်စားမှုတွေကိုမခံရပဲအမှန်တရားကိုထိုးဖောက်မြင်နိုင်တဲ့တဦးတည်းသောဇက်ကောင်ဖြစ်ပါတယ်ဒုတိယအချက်ကတော့ကြောင်ရဲ့ထူးခြားတဲ့စွမ်းအားပါသူဟာအာသာမသာဖန်တီးထားတဲ့လှုပ်ဝက်တကားကိုတော့မလိုပဲနဲ့ကဘာနှစ်ခုကြားကိုလွတ်လွတ်လပ်လပ်သွားလာနိုင်ပါတယ်ဒါအပြင်သူဟာနာမည်မရှိတဲ့လွတ်လပ်တဲ့ဝိညာဉ်ဖြစ်ပြီးအာသာမသာရဲ့အားနည်းချက်ကိုသိတဲ့အတွက်သူမအကြောက်ဆုံးရန်သူလည်းဖြစ်ပါတယ်တတိယအချက်ကတော့ရက်ဆက်တဲ့အမှန်တရားပါအာသာမသာကကလေးတွေကိုချစ်လို့ဖမ်းတာမဟုတ်ပဲစားဖို့အတွက်ပဲဆိုတာကိုCoralineကိုပုံမှန်လင်းသတိပေးခဲ့တဲ့လူကတော့ကြောင်ပဲဖြစ်ပါတယ် She just loves something to eat နောက်ဆုံးအချက်အနေနဲ့ပရိသတ်တွေကြားမှာခက်စားတဲ့ theory တစ်ခုကတော့ဒီကြောင်ဟာအရင်ကအာသာမသာစိတ်မှာအသက်ဆုံးရှုံးခဲ့ရတဲ့ကလေးတယောက်ရဲ့ဝိညာဉ်ဖြစ်နိုင်ပါတယ်ဒါကြောင့်လဲသူကအာသာမသာရဲ့အားနည်းချက်တွေကိုကောင်းကောင်းသိနေပြီးCoralineကိုကူညီပေးနေတာဖြစ်နိုင်ပါတယ်သူဟာနောက်ထပ်ကလေးတယောက်ထပ်ပြီးအသက်မခံရအောင်စောင့်ရှောက်ပေးနေတဲ့ guardian တယောက်ပါပဲဒါကြောင့်Coralineဇလန်ထဲမှာဒီကြောင်တာမပါရင်Coralineဟာအာသာမသာရဲ့လက်ထဲကနေဘယ်တော့မှလွတ်မြောက်နိုင်မှာမဟုတ်ပါဘူးဒါတွေကတော့Coraline animation movie တွေကအရက်ဆက်ဆုံးနဲ့ဓာတ်ဖြစ်ဆုံးချက်တွေကိုပြောပြပေးခဲ့တာဖြစ်ပါတယ်ဒီအချက်တွေထဲမှာဘယ်အချက်ကအရက်ဆက်ဆုံးလို့ထင်လဲ comment မှာရေးပေးခဲ့ပါဦးနောက်ထပ်လည်းဒီလိုစိတ်ဝင်စားတဲ့အကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ဗီဒီယိုလေးကိုသဘောကျရဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ပေးခဲ့ဖို့လည်းမမေ့ပါနဲ့ဦးเนาะနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ် see you ပါ